ဒီဗီဒီယိုလေးမှာတော့ကျွန်တော်အရင်ဆုံးတီးပြမယ်ပြီးတော့နောက်ကနေလိုက်တီးကြည့်ကြပါနော်1 2 3 4 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 1 2 3 4ဒါလေးကို background music လေးနဲ့လိုက်တီးကြည့်အောင်